ဘုန်းကြီးတို့တွေဘဝမှာရထားတာဘာကိုရထားတာတုံးလို့ဆိုရင်ဒုက္ခဆိုတာကိုရထားတယ်အဲ့ဒီဒုက္ခဆိုတာဘာကိုပြောတာတုံးလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမှာတဏ္ဍာမှာရှိနေတဲ့ယုံနဲ့နာနဲ့နှမျိုးကိုဒုက္ခလို့ပြောတာပဲအဲ့ဒီကိုရထားတဲ့ဟာတို့တွေဘာရထားတာတုံးလို့မေးလို့ရှိရင်ဒုက္ခကိုရထားတာလူတွေမှာခန္ဓာယုတ်ခန္ဓာကိုယ်ကြီးရှိတယ်ယုတ်ခန္ဓာကိုယ်ကြီးနဲ့တွဲဖက်ပြီးတော့အသိစိတ်ရှိတယ်ယုတ်ခန္ဓာကိုယ်ကြီးကိုယုတ်တရားလို့ပြောပြီးတော့အသိစိတ်ကိုတော့နံတရားဒီလိုပြောလို့ရတယ်ပေါ့နော်အဲ့တော့ယုံနံနှစ်ပါးဟာခြုံငုံပြီးတော့ပြောမယ်ဆိုရင်လူတွေရထားတဲ့တတ္တဝါတွေရထားတဲ့ယုံနံနှစ်ပါးဟာဒုက္ခပဲဘာဖြစ်လို့ဒီနေရာမှာဒုက္ခလို့ပြောတာလဲလို့ဆိုလို့ရှိရင်ဒုဆိုတာဆင်းရဲဒုက္ခတွေအလုံးစုပုံတည်ရှိနေတာဖြစ်လို့အလွန်ဆက်ဆုပ်ယွံမုန်းစရာကောင်းတဲ့ဟာကိုဒုလို့ခေါ်တယ်ဒုက္ခဆိုတဲ့စကားလုံးလေးမှာအဓိပ္ပာယ်နှမျိုးစကားလုံးနှစ်ခုပါတယ်ပေါ့ဒုရယ်ခရယ်အဲ့ဒီစကားလုံးနှစ်ခုကိုပေါင်းစပ်လိုက်တာဒုက္ခဒုဆိုဒီမှာယောဂဝေဒနာအလုံးပြဿနာအလုံးရဲ့တည်ရှိရာဖြစ်လို့ဆက်ဆုပ်ယွန်းရှာပွဲကောင်းတဲ့အရာလို့ဒီလိုအဓိပ္ပာယ်ရတယ်ကဲဘုန်းကြီးတို့တွေကြည့်ပေါ့ယောဂတွေကဘယ်မှာရှိတုံးဆိုရင်ကိုယ်ခန္ဓာမှာပဲရှိတာပဲလေဟောဒီခန္ဓာတွေမှာဖြစ်တာပဲရုပ်ယောဂပဲဖြစ်ဖြစ်စိတ်ယောဂပဲဖြစ်ဖြစ်ဘယ်မှာရှိတုံးဆိုရင်ဟောဒီယုံနာနှစ်ပါးဆိုတဲ့ခန္ဓာတရားပေါ်မှာပဲရှိတယ်မဟုတ်လားဒါရင်ကလာလို့ဆိုမကဘူးလောကမှာရှိသမျှပြဿနာတွေအလုံးဟာဘယ်မှာစုတည်နေတော့စုပြီးတော့စုဝေးတည်ရှိနေတော့ဆိုလို့ရှိရင်ဟောဒီခန္ဓာ၅ပါးပေါ်မှာစုဝေးတည်ရှိနေတာခန္ဓာ၅ပါးရှိနေသေးသမျှပြဿနာတွေအကုန်ရှိနေမှာပဲနာကျင်ခိုက်ခဲတဲ့ပြဿနာတွေရှိတယ်ခံရခက်တဲ့ပြဿနာတွေရှိတယ်96ပါးယောဂဝေဒနာတွေရှိတယ်အလုံးလောကမှာအစင်မပြေမှုမှန်သမျှဘယ်မှာရှိနေတော့ဆိုရင်ဟောဒီရထားတဲ့ယုံနာခန္ဓာနှစ်ပါးပေါ်မှာပဲရှိတယ်ဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့ဒုဆိုတာဘေးရအန္တရာယ်တွေအလုံးဟောဒီယုံနာနှစ်ခုပေါ်မှာရှိနေတယ်ယုံနာနှစ်ခုရှိနေရင်ဘေးရအန္တရာယ်တွေအလုံးကြုံကြအလုံးသိကြတဲ့အတိုင်းပဲမကြခင်ကပဲတကြံတွင်မှာဘုံပေါက်လို့ဒုက္ခရောက်သွားတဲ့လူတွေအများကြီးရှိတယ်ဟုတ်ကဲ့လားအဲ့ဒါလို့ဒုက္ခရောက်ရတာဘာကြောင့်လဲလို့မေးမယ်ဆိုရင်ဟောဒီခန္ဓာရှိနေလို့ဒုက္ခရောက်ကြအေးသူတို့သာရောက်တာငါတို့မရောက်ဘူးလို့ဒီလိုလည်းမတွက်လေနဲ့နော်လောကမှာရှိတဲ့ဆင်းရဲဒုက္ခမှန်သမျှယုံ nant ရှိနေတဲ့ပုဂ္ဂိုလ်တိုင်းနဲ့သက်ဆိုင်နေတယ်အခုဒီကနေ့ခေတ်မှာဒီနှစ်မှာဆိုလို့ရှိရင်အလုံးသိတဲ့အတိုင်းရာသီဥတုရဲ့အပူဒဏ်ကိုခံနေကြရတာဘယ်သူတွေခံရတာတော့ဆိုဒီယုံ nant နှစ်ခုပဲမဟုတ်လားဟောပြဿနာတွေဘာလာခဲ့အေးဒဏ်လာလဲဟောဒီခန္ဓာပဲအပူဒဏ်လာလဲဒီခန္ဓာပဲတခြားပြဿနာတွေလာလဲဟောဒီယုံ nant ခန္ဓာတွေကြီးပဲမဟုတ်လားအဲ့တော့လောကမှာရှိတဲ့မလို့အပ်တဲ့ဆင်းရဲဒုက္ခမှန်သမျှဟာဟောဒီယုံ nant ခန္ဓာပေါ်မှာတည်ရှိနေတာဖြစ်သောကြောင့်ဒုဆိုတာမကောင်းဘူးလို့ပြောတာကဲကောင်းတယ်လို့ပြောနိုင်တဲ့အကွက်ရှိရဲ့လားမရှိဘူးသူ့ဘာသူနေရင်လဲလူဟာအိပ်ရင်စားရင်တောက်ရင်နေရင်ထိုင်ရင်ကလည်းပဲတဖြည်းဖြည်းနဲ့အိုးလာနေတာပဲဟုတ်ကဲ့လားဘယ်မှမသွားဘူးကိုယ်အိမ်မှာအေးဆေးဆေးနေတယ်အပူထဲမထွက်ဘူးအေးထဲနေတယ်အေးကွန်းနဲ့နေတယ်ဘာနဲ့ပဲနေတက်တာသလို့သာထင်ကြတာသူကတော့အပြက်ဘက်ကိုသွားမနေဘူးလားအေးလောကမှာရှိတဲ့အန္တရာယ်တွေမလွတ်လပ်တဲ့အခြေအနေတွေအားလုံးဟာဟောဒီယုံ nant ခန္ဓာပေါ်မှာတီးနေလို့သူ့ကိုဒုက္ခလို့ပြောတာဒုဆိုတာဆက်ဆုပ်စရာယွံမုန်းစရာကောင်းတယ်
လိုချင်စရာမရှိဘူးဘာဖြစ်လို့တော့ပြဿနာအလုံးရဲ့စုဝေးတည်ရှိရာဖြစ်နေလို့လိုချင်စရာမကောင်းဘူးလို့ပြောတာအဲ့ဒီလိုချင်စရာမကောင်းတဲ့ရုပ်နဲ့နာမ်တွေပေါ်မှာလူတွေထင်ကြတဲ့အတိုင်းမြဲတယ်ဆိုတဲ့အရာရှာလို့လည်းမရဘူးငါလို့ပြောစရာလည်းရှာလို့မရဘူးငါဟာလို့ပြောစရာဆိုတာလည်းရှာလို့မရသည့်အတွက်ကြောင့်ခတဲ့ခဆိုတာကောင်းကင်ဆိုတာလက်နဲ့ကင်ချစ်လို့ရပါမလားကောင်းကင်ဆိုတာတကယ်တော့ဘာမှမရှိတဲ့နေရာကိုခေါ်တာပဲလေအကောင်အထည်မပြနိုင်တဲ့အရာကိုခေါ်တာထို့တူပဲဟောဒီယုံနံခန္ဓာတွေဟာဘာမှကိုထင်တဲ့အတိုင်းငါဆိုတာလည်းမရှိဘူးငါရဲ့ဥစ္စာဆိုတာလည်းမရှိဘူးဘာဆိုဘာတစ်ခုမှမရှိဘူးသူ့တဘာဝအတိုင်းသူ့ဟာသူဖြစ်နေတဲ့အရာတွေသာဖြစ်သောကြောင့်ခအဲ့ဒီနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါကျတော့ဒုက္ခလို့ဒီလိုပြောတာနော်အဲ့တော့ဒုက္ခလို့ဆိုတဲ့ထဲမှာချမ်းသာတွေလည်းဒီထဲပဲဒုက္ခပဲဇန်ချမ်းသာတွေလည်းပဲဒုက္ခဆိုတဲ့ထဲမှာပါတာပဲလောကီနဲ့ပတ်သက်တဲ့ချမ်းသာတွေမှန်သမျှဟောဒီဒုက္ခဆက်ဆုပ်เสียကောင်းပြီးတော့တကယ်တော့ဘာဆိုဘာမှမရှိတဲ့အရာကြီးပဲလို့ကိုထင်ထားတဲ့အရာတွေတခုမှမပါဝင်တဲ့အရာကြီးပဲလို့ဒီလိုအဓိပ္ပာယ်နဲ့မြတ်စွာဘုရားကနံပါတ်1သစ္စာဒုက္ခကိုဟောတာနော်အဲ့ဒါကိုမသိသေးသမျှဘုန်းကြီးတို့တွေဘဝကိုလိုချင်နေကြသေးတယ်လေဘဝကိုလိုချင်နေကြသေးတယ်ဆင်းရဲဒုက္ခရောက်သွားရင်ငါတော့မရောက်ဘူးသူပဲရောက်တယ်တည်သွားရင်လည်းငါတော့မတည်ဘူးသူပဲတည်တယ်လို့ဒီလိုထင်နေကြတာပဲဟုတ်ကလားထိတ်လန့်တုန်လုံးမှုကမရှိကြသေးဘူးပေါ့အဲ့ဒါဟာဒုက္ခကိုမမြင်သေးလို့ပဲပေါ့အေးဒုက္ခဆိုတာကိုအခုသုဒ္ဓမယနဲ့သုဒ္ဓမယညာမြတ်စွာဘုရားဟောထားတဲ့တရားကိုနာရ၍ဖြစ်စေဘုရားဟောတရားတော်တွေကိုရှင်းလင်းပြသလို့သိရတဲ့အခါမှာဖြစ်စေဒုက္ခဆိုတာကိုကြားလိုက်ရတယ်သိလိုက်ရတယ်အတိကလေးရလာအဲ့ဒီအတိလေးရလာတာကိုသုဒ္ဓမယညာလို့ခေါ်တာပဲအဲ့ဒီသုဒ္ဓမယညာဟာကဘာမှာရှိတဲ့လူဦးရေတန်ပေါင်း6000ထဲကနေဘယ်နှယောက်များရနိုင်လို့မရနိုင်ဘူးနော်ဘဝကိုဒုက္ခလို့မြင်တဲ့ပုဂ္ဂိုလ်ဟာဘယ်နှယောက်များရှိနိုင်လို့မရှိနိုင်ဘူးမြန်မာပြည်မှာတန်ပေါင်း90ကျော်ရှိတဲ့လူတွေတဲ့တောင်မှပဲလူတိုင်းဒီအသိမရှိနိုင်ဘူးဟုတ်ကလားဘုရားဘာသာမဟုတ်တဲ့နိုင်ငံကလူတွေတော့မပြောနဲ့ပေါ့တရားဓမ္မကိုကြားဘူးနားဝရှိနေတဲ့ပုဂ္ဂိုလ်တွေတောင်မှပဲဒုက္ခဆိုတာကိုမသိကြဘူး